တင်းမှာစကေးတွေအရန်ကောင်းနေအဲ့ pro လိုက်ကမရသေးဘူးတင်းမှာစကေးတွေအရန်ကောင်းနေတော့မရသေးဘူး pro player လိုက်ကိုဝင်မဲ့ညီကိုတွေအားလုံးဒီစကားတစ်ခုမှတ်တာအဲကျွန်တော်ပြပါ pro player လိုက်ကိုတွားမဲ့ညီကိုတွေအကုန်လုံးကဒီစကားတစ်ခုအမြဲမှတ်တာအဲ့ဒါဘာစကားလဲဆိုတော့စိတ်တက်ကိုရင်ပြန်တကယ်ပါစိတ်တက်ပါစိတ်တက်ကိုသူကကြည့်တယ်မင်းဘလောက်စကေးကောင်းနေမင်းဘလောက်တော်လဲသူကမကြည့်ဘူးဒီကအဲ့တော့ထားမကြည့်ဘူးမင်းဘလောက်ဒီမလားဟုတ်လားဗောစိတ်သဘောထားကောင်းနေဟုတ်လားဗောအသိနဲ့ဟုတ်လားဗောအဓိကဟုတ်လားဗောဒီအသိကဒီ player တွေကစကေးကောင်းတာအဓိကထားမကြည့်သေးဘူးစိတ်တက်ကိုရင်ကြည့်တယ်စိတ်တက်ကောင်းမှနောက်ထင်သွားမှာမင်းစိတ်တက်ကောင်းတယ်ဒီလိုကြောက်စိတ်တက်ကောင်းတယ်ဒီလိုကကောင်းတယ် respect ပေးတယ်မှာဟုတ်လား respect လည်းပေးတယ်ဒီလိုကခေါ်ရတယ်အဲ့ချိန်မှာ तू စကေးကိုကောင်းနေတဲ့စကေးပါထပ်ပြီးကောင်းလို့လုပ်တယ်အတွေ့အကြုံတွေလည်းအများကြီးရပါတယ်ဒီကပါအဲ့တခုပါဒီက pro player လိုက်ကိုသွားမယ်ညီကိုတွေကပထမဆုံးချက်ကစိတ်တက်ကိုရင်ပြအောင်ပါပြီးတော့ဒီ all chat တွေမှာညာမဆဲပါနဲ့ဒါတော့ခဏတွေ့ရပါတယ်တော့ပီကား live မှာသွားဆိုလေပီကားလို့လည်းဆဲခံရတယ် pro player တော်တော်ဒါပီကားကကျွန်တော်လည်းအရန်ခင်လို့တော့နာမည်ထည့်ပြတော့ပါတခြား stream မှာလည်းရှိပါတယ်အဲ့လိုပဲသူတို့ live တစ်ခါကျ live လို့လေ all chat နဲ့လက်လန်ဆဲရတယ်ဟုတ်မင်းတို့မကောင်းပါဘူးအဲ့လိုပေါ့ live လို့လည်းပဲစိတ်နဲ့ကောင်းတော့ဒီမှာပြီးတော့အဲ့လိုပဲပြန်ပေါ်ဒီမှာအဲ့ဒါကစိတ်တက်ပဲစကေးတွေဘယ်လောက်ကောင်းမလဲအဲ့ pro player တယောက်ကို over တင်နိုင်သွားတော့မှာ